မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျမတို့နဲ့အတူအဆောင်အောင်ဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်အခုမင်္ဂလာပါရှင် မင်္ဂလာပါညီမ အထက်ပေါင်းများဆိုတာဒါမှမဟုတ် support တဲ့အများကြီးပေါ်မှာဖြတ်သွားတဲ့အရှေ့လိုက်ဆက်နေတဲ့ beam stand ကြီးတွေပေါ်မှာဝန်အားတွေဘလို့တက်ရောက်တယ်ဆိုတာသိရှိပါတယ်ကို ဟုတ်ကဲ့အပိုင်း3.2.3.30အရာစက်တက်ရှိနေတဲ့ကြံကင်းထုတ်တန်းတွေကိုဒီဇိုင်းထုတ်တဲ့အခါဝန်ကိုနေရာတိုင်းမှာတပြေးညီရှိနေတယ်လို့ယူဆလိုက်ရုံနဲ့အဆိုးရွားဆုံးအခြေအနေကိုအမြဲတမ်းမရောက်နိုင်ပါဘူးဒါကြောင့် engineer တွေက dead load ကိုတော့ span အားလုံးပေါ်မှာအပြည့်တင်ပြီး live load ကိုတော့အဆိုးဆုံးတက်ရောက်မှုဖြစ်စေမဲ့ span တွေပေါ်မှာပဲရွေးပြီးတင်ကတွက်ချက်စစ်ဆေးရတာပါ အမိုးဒီအတွက်ရောဒီလိုပဲလားအပိုင်း 3.2.3.1မှာအမိုးဝန်ဒီအကြောင်းဖော်ပြထားတာတွေ့ရပါတယ် ဟုတ်ပါတယ်အမိုးတွေအတွက်လည်းအလားတူသဘောတရားပါပဲပထမဆုံးအနေနဲ့အမိုးတွေကို death load life load wind load နဲ့လိုအပ်ရင် seismic load တွေအားလုံးအတွက်ဒီဇိုင်းထုတ်အမယ်ကိုအရင်ဆုံးသတ်မှတ်ထားပါတယ်အကယ်၍အမိုးရဲ့ life load ကိုသစတူရန်ပေကိုပေါင်20 psf အောက်ထိ short ချပြီးတွက်ချက်ထားရဆိုရင်ကြမ်းကင်းနေမှလိုပဲ pattern loading ကိုစစ်ဆေးရပါမယ်အမိုးရဲ့ life load ကို short ချခွင့်ရှိတယ်ဆိုတော့ဘယ်လိုအမိုးအမျိုးအစားတွေကို short ချခွင့်ရှိပြီးဘယ်လိုစီးကန်းတွေနဲ့ short ချရမလဲဆိုတာကိုအသေးစိတ်ရှင်းပြပေးပါလား ဟုတ်ကဲ့အမိုးအမျိုးအစားလိုက်စီးကန်းတွေကကွဲပြားသွားပါတယ်ဥတာမန်အမိုးပြခေါင်းဆောင်အမိုးများနဲ့အမိုးကုန်းများဒီလိုတာမန်အမိုးတွေကျော် life load ကိုတော့အမိုးဆောင်နဲ့ထန်းထားတဲ့ area ပေါ်မူတည်ပြီးညီမြချင်း 3.1.1.1 ခုအရာ short ချခွင့်ရှိပါတယ်ဒါပေမဲ့ဖန်လုံမိုနီယာမျိုးမှာအထူးညမ်းစဉ်သုံးပြီးအလုံးလို့ရမယ်ဆိုရင်တော့အနည်းဆုံး life load 12 psf အောက်ကျော်ကျသွားလို့မရပါဘူးအထူးရည်ရွယ်ချက်ရှိသောအမိုးများဒါကအရေးကြီးတဲ့အချက်ပါအမိုးကိုဥယျာဉ်လူစုရေးရန်လမ်းလျှောက်ရန်နေရာအဖြစ်သုံးရင်သူတို့ကိုအမိုးလို့မသတ်မှတ်တော့ပဲကြမ်းကင်းလူသတ်မှတ်ရပါတယ်ဒါကြောင့်ကြမ်းကင်းတွေအတွက်သတ်မှတ်ထားတဲ့ life load ဇယား 3.2.2 အရာဒီဇိုင်းထုတ်ရပြီးကြမ်းကင်း one shot ချစီးမြင့်တွေအပိုင်း 3.3.39 အရာ short ချရပါတယ်အမိုးပေါ်မှာမြေကြီးနဲ့အပင်တွေနဲ့ရှုခန်းဖန်တီးထားရင်အဲ့ဒီမြေနဲ့အပင်တို့ရဲ့အလေးချိန် dead load အရင်အနည်းဆုံး20 psf ရှိတဲ့ live load ကိုပါထပ်ပေါင်းထည့်ပေးရပါတယ် dead load ကိုတွက်တဲ့အခါမှာလဲမြေကြီးထဲမှာရေအပြည့်စိမ်နေတဲ့အခြေအနေနဲ့တွက်ချက်ရပါတယ်နေကာနဲ့မိုးကာများ awnings and canopies သူတို့ကိုတော့သတ်မှတ်ထားတဲ့ uniform live load နဲ့ wind load နှမျိုးလုံးအတွက်ဒီဇိုင်းထုတ်ရပါမယ်ဒါဆိုရင်အမိုးအမျိုးအစားနဲ့အသုံးပြုမှုအပေါ်မူတည်ပြီး life load ကိုတွက်ချက်ပုံနဲ့ short ချပုံစီးမင်းတွေကလုံးဝကွဲပြားသွားတာဖြစ်ကြောင်းနားလည်လိုက်ပါတယ်ရှင်အလုံးအရေးကြီးပြီးအထူးပြုတဲ့ဝန်အမျိုးအစားတစ်ခုဖြစ်တဲ့ green ဝန်များအကြောင်းကိုဆွေးနွေးခြင်းပါတယ်ရွေလျားနေရဲ့ green တစ်ခုအတွက်ဒီဇိုင်းထုတ်ရတာကတာမန်ချမ်းကင်းဝန်အတွက်ဒီဇိုင်းထုတ်ရတာနဲ့ဘလို့ကွာခြားပါတယ်လဲရှင်ဟုတ်ကဲ့အခြေခံအထင်အလုံးကွာခြားပါတယ်။ဘာကြောင့်လဲဆိုတော့ green ကရွေ့လျားနေတဲ့ dynamic system တစ်ခုဖြစ်လို့ပါပဲ။ကျုပ်တို့ကတူတန်နိုင်တဲ့အလေးချိန်တစ်ခုတည်းကိုပဲထည့်သွင်းစဉ်းစားလို့မရပါဘူး။သူ့ရဲ့စတင်ခြင်း၊ရက်တန့်ခြင်း၊ဘေးတိုက်ရွေ့လျားခြင်းတွေကြောင့်ဖြစ်ပေါ်လာတဲ့အားလုံးကိုထည့်သွင်းစဉ်းစားရပါတယ်။ကို့အရာအဓိကအား၄မျိုးကိုခွဲခြမ်းစိတ်ထားရပါတယ်။အဲ့ဒီအား၄မျိုးရဲ့ပထမဆုံးတစ်ခုကဘာဖြစ်မလဲအကိုပထမဆုံးကတော့အခြေခံအကျဆုံးဖြစ်တဲ့အများဆုံး B1 ပါဒါက green ရဲ့ကိုယ်တိုင်ဝန်ဆွဲစာ trolley နဲ့သူတည်နိုင်တဲ့အလေးချိန်အားလုံးကိုပေါင်းပြီးအဲ့ဒီဝန်ဆွဲဆက်ကို B တစ်ခုပေါ်မှာအလေးချိန်အများဆုံးတက်ရောက်မဲ့နေရာမှာထားပြီးတွက်ချက်ရတာပါဒါကရက်နေတဲ့အချိန်ကဝန်ပေါ့သူဆော့ပြီးအလုံးလုံးတဲ့အခါထိပေါ်လာတဲ့အားတွေကတော့ဘာတွေပါလဲအကိုအဲ့ဒီခါမှာ dynamic force တွေဝင်လာပါပြီဒုတိယတစ်ခုက downlight ရိုက်ခတ်အားပါ green ကဝန်ကိုအတင်အချပြုတ်လုလိုက်တဲ့အခါဖြစ်ပေါ်လာတဲ့တုန်ခါမှုနဲ့ရိုက်ခတ်မှုကိုထည့်သွင်းစဉ်းစားတာပါဒီအတွက်အပေါ်မှာတွက်ထားတဲ့အများဆုံး B1 ကိုရာခိုင်နှုန်းတစ်ခုနဲ့တိုးပေးရပါတယ်ဆက်စွမ်းအားသုံး green အများစုအတွက်ဆိုရင်25ရာခိုင်နှုန်းတိုးပေးရပြီးလက်နဲ့ဆွဲပြီးထိန်းချုပ်ရတဲ့ green ကိုအတွက်တော့10ရာခိုင်နှုန်းပဲတိုးပေးရပါတယ်တောင်လိုက်အားပြီးရင်ဘေးတိုင်အားတွေလည်းရှိမှာပေါ့နော်ဟုတ်ပါတယ်တတိယအားကဘေးတိုင်အား lateral source ပါဒါကဝင်းချီဆက် trolley ရ green ရဲ့ကိုယ်လေးပေါ်မှာဘေးညာရွေလျားတဲ့ခြားဖြစ်လာတဲ့ဘေးတိုင်တွန်းကန်တဲ့အားပါသူ့ကိုတော့ green ရဲ့တက်မှန်ဝင်တင်နိုင်စွမ်းဝင်ဆွဲဆက်နဲ့ခြိဆက်သူရဲ့စုစုပေါင်းအလေးချိန်ရဲ့20ရာခိုင်နှုန်းအဖြစ်တွက်ချက်ရပါတယ်ဒီအားကတန်လန်းကိုဘေးတိုင်ကွင်းရွှေ့ရှင်နေပါတယ်ဒါဆိုရင်နောက်ဆုံးအားတစ်မျိုးကဘာဖြစ်မလဲကိုနောက်ဆုံးတစ်မျိုးကတော့ longitudinal source ပါဒါက green တစ်ခုလုံးကလမ်းတစ်ချောင်းရှေ့ကိုရွေ့လျားနောက်ကိုဆုပ် break အုပ်တဲ့အခါဖြစ်ပေါ်လာတဲ့အားပါ
သူ့ကိုတော့အများဆုံး B1 ရဲ့10ရာခိုင်နှုန်းအထိတွေ့ချရပါတယ်ဒီအားက Green Pea Land စနစ်တစ်ခုလုံးကိုရှေ့နောက်တွန်းကန်နေတဲ့အားဖြစ်ပါတယ် အစောအုံရဲ့အထူးခံနိုင်ဝင်စနစ်မှာမပါဝင်တဲ့တာမန်အတွင်းနေရာများနဲ့အခန်းဖွဲ့နေရာများအတွက်ရောဝင်အားသတ်မှတ်ချက်တွေရှိပါသလားအကို ဟုတ်ကဲ့ရှိပါတယ်ခန်းဖွဲ့နေရန်တွေကအဆောက်အုံရဲ့အဓိကဝင်တွေကိုမထမ်းထားပေမဲ့သူတို့ကိုယ်တိုင်တည်ငြိမ်မှုရှိပြီးဘီကင်းဖို့အတွက်အခြေခံလိုအပ်ချက်တွေရှိပါတယ်ကုတ်တရအမြင့်6ပေတဲ့ကြော်တဲ့အတွင်းနေရန်နဲ့အခန်းဖွဲ့နေရန်အားလုံးဟာအနည်းဆုံးတစရူရန်ဘေကို9ပေါင်ရှိတဲ့အလျားလိုက်ဝင်အားကိုခံနိုင်ရရှိရပါမယ်ဒါကနေရန်ကိုလူမီလိုက်တာ PC နဲ့မတော်တဆတိုက်မိတာမျိုးကိုခံနိုင်ဖို့အတွက်အနည်းဆုံးသတ်မှတ်ချက်ဖြစ်တယ် ဒါကတာမန်အုပ်နေရန်အင်္ဂဒေနေရန်တွေအတွက်ပေါ့ခေတ်မီရုံခန်းတွေမှာသုံးတဲ့ပိစာဖင်ပြုတ်လုံတော့အခန်းဖွဲ့နေရန်တွေအတွက်ရောဒီစီကအတိုင်းပဲလား သူတို့အတွက်တော့စီကန်းကနည်းနည်းပိုပြီးအသေးစိတ်ကြပါတယ်ပိတ်ဆကပျော့ပြောင်းတဲ့အတွက်သူ့ကိုစစ်ဆေးတဲ့အခါမှာဘောင်နဲ့ပိတ်ဆကိုတီးခြားနေစစ်ဆေးရပါတယ် အဲ့ဒီစစ်စီမှုနှစ်ပိုင်းအကြောင်းကိုရှင်းပြပေးပါဦး ဟုတ်ကဲ့တစ်အလျားလိုက်ချမ်းချက်ဝန်အားပထမတစ်ခုကတော့ပိတ်စကိုတက်ဆင်ထားတဲ့ပေါင် framing ကတာမန်နေရန်ဒီလိုပဲ9 PSF ရှိတဲ့အလျားလိုက်ဝန်အားကိုခံနိုင်ရရှိရပါမယ်နှစ်စူးစီးဝန်အား concentrated load ဒုတိယတစ်ခုကတော့ပိတ်စမျက်နှာပြင်ကိုယ်တိုင်အတွက်ပါသူကလူတစ်ယောက်ရဲ့လက်ဒါမှမဟုတ်ပခုံးနဲ့ထောက်မိတွန်းမိလာမျိုးကိုခံနိုင်ဖို့အတွက်ကျမ်းပြင်အနေ54လက်မှ4ပေခွဲအမြင့်မှာပေါင်40ရှိရဲ့စူးစီးဝန်အားတစ်ခုကိုခံနိုင်ရရှိမရှိတီးခြားစစ်ဆေးရပါတယ် ဒါဆိုရင် live load အပိုင်းကအမိုးတွေရဲ့ရှုပ်ထွေးတဲ့ဝန်လျှော့ချမှုတွေကနေကရင်းတွေရဲ့အလွန်အသေးစိတ်ကြတဲ့ dynamic ဝန်အားတွေနောက်ဆုံးအင်းထဲကအခန်းကနေရန်လေးတွေအထိအဆောက်အဦမှာဖြစ်ပေါ်နိုင်တဲ့ရွေလျားဝန်အားမှန်သမျှကိုလွှမ်းခြုံနိုင်အောင်ပြဋ္ဌာန်းထားတာဖြစ်ကြောင်းနားလည်လိုက်ပါတယ်ရှင်။အခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ADW Construction Engineering Group မီးကအကိုကိုရောအစီအစဉ်ကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှာလည်း MNBC 2025အပိုင်း3ရိပ်အခန်းခွဲ3.2မှာချမ်းရှိသေးတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။